爸爸，我跟丽丽ကိစ္စ你လည်းဘာကိစ္စဘာသွားရှင်းရမယ်ဒီကိစ္စမဟုတ်လေသူတို့ပြေလောင်လို့ပါဗော ထားလိုက်ပါတော့သမီးတို့ဟာသမီးပဲရှင်းလိုက်ပါတော့ဒီနေ့တော့မင်းနဲ့ပဲအိမ်မှာနော်ကြည့်ပါသမီးလေးငါသမီးကကလေးစိုးကြီးလို့လုံနေတယ်နော်ကလေးမဟုတ်တော့ဘူးငါသမီးကအရွယ်ရောက်လို့အိမ်တောင်ကြသွားပြီနော်အဲ့တော့ဘာပဲဖြစ်ဖြစ်ကိုလင်းရမရလည်းဖြစ်သွားပြီဆိုတော့အခုကငါသမီးတို့ရဲ့ဟန်နီမွန်ခရီးနော်အဲ့တော့သွားကိုလင်းနဲ့ကိုသားရလေးနဲ့ပျော်ပျော်ရွှင်ရွှင်သွားနေနော်ကိုဘက်ကလည်းတစ်ခါလေးကျစိတ်လျှော့တာမဲဘာလို့ရှော့မှာဘာလို့ရှော့မှာလဲမရှော့နိုင်ပါဘူးဒီမှာတမီးအမေတင်ပေးမယ်အိမ်တော်ဥပွားမှာလေကြားဆိုတာမျိုးချိုးလာတခါတော့ဥချိုးတာနော်တမီးနော်ဟဲ့ပါပါဘာလို့ဒီကလေးကိုဘာလို့ရှောက်သင်းနေတာတို့ဘာဖြစ်လဲတင်းမှာပေါ့ရှင်းရလေရှင်းတမီးအနိုင်စားခံတာရှင်းလို့ကျလို့မဟုတ်တာဟာဒုက္ခပါပဲတော်ပြီနင်တို့သားမီးကိုလေငါအလျှော့ပေးလိုက်ပြီငါမပြောတော့ဘူးနော်ကဲသမီးဒီကနေ့ညတော့ငါသမီးကအမေနဲ့အတူတူအိတ်ချင်တယ်ဗောဟုတ်လားကဲဟုတ်ပြီအဲ့တော့ဒီဘက်လာအိတ်နော်အဖေကလည်းလေနင်းအမေနဲ့မအိတ်ချင်ကြတာအတော်အမလေးကြွအောင်မြင်လည်းသွားအိတ်မယ်အမလေးကြွငါတမီးလေးနော်တမီးတော့ငါလည်းငါတမီးလေး哦米。သူလည်းနေနိုင်တာမဟုတ်ပဲနဲ့အဖေရဲ့ကြောက်ပါဗျာကျွန်တော်အဖေသမီးမလို့ပါမလီအဖေအဲ့ဒါပုံဆိုးနေကွာဒုက္ခဘယ်လိုပြောကြတော့အဖေကကျွန်တော်ခန်းထဲကိုဘာဝင်လုပ်နေရလဲအော်မင်း